မင်္ဂလာပါနဲ့ခင်ပါဗျာဒီနေ့မျှဝေပေးမယ်ခေါင်းစဉ်ကတော့လိင်စိတ်အထွတ်အထိပ်ရောက်ချင်းကပေးတဲ့ကျမ်းမာရေးဆိုတာပါပဲဒီအတွက်ကျွန်တော်ထင်တာကယောက်ျားလေးကမိန်းကလေးကအတူတူအကျိုးရလိမ့်မယ်ထင်ပါတယ်ဟုတ်ပြီဗီဒီယိုကိုဖွင့်မကြည့်မီမှာအငြင်းလိုပါပဲကျွန်တော်ရဲ့ channel ကို subscribe လုပ်တော့အောင်နော်ကျွန်တော် channel မှာလိင်ပိုင်းဆိုင်ရာသမကအခြားကျမ်းမာရေးအမျိုးဆက်ပြီးမျှဝေပေးသွားဖြစ်တဲ့အတွက်ကြောင့်အခုချိန်ပဲနားထောင်နေရင်းနဲ့ subscribe လုပ်သွားပါနော်အရွယ်ရောက်ပြီးသူတွေကလိမ်မှုရေးရနဲ့ကင်းကွာခဲ့ကြပါတယ်ဒီလိုမျိုးလိမ်မှုရေးရကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါပြီးမြောက်သွားချိန်မှာခံစားရတဲ့လိမ်စိတ်အထွတ်အထိပ်ရောက်မှုကတော်တော်လေးစိတ်ကျေနပ်စေတဲ့ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်လေးလာမှုတွေအရသိရတာကလိမ်စိတ်အထွတ်အထိပ်ရောက်ခြင်းကစိတ်ကျန်းမာရေးကိုရောကိုယ်ကျန်းမာရေးကိုပါမြင့်တင်ပေးနိုင်ပါတယ်ဒီတစ်ခေါက်တော့အရွယ်ရောက်ပြီးသူတွေကင်းကွာလို့မရတဲ့လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကလေ့လာလိုက်ရအောင်လားလိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကပေးတဲ့ကျန်းမာရေးလိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ပျော်ရွှင်စေတယ်အတူနေခြင်းမှာစန္ဒပြီးမြောက်တဲ့စုံတွဲတွေကအခြားစုံတွဲတွေထက်ပိုပြီးပျော်ရွှင်ကြပါတယ်ဒီလိုမျိုးလိင်စိတ်အထွတ်အထိပ်ရောက်ခြင်းမှာခန္ဓာကိုယ်ကပျော်ရွှင်မှုကိုဖြစ်စေတဲ့ဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ်ဒါကြောင့်လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကစိတ်ခံစားမှုကောင်းစေပြီးပျော်ရွှင်မှုကိုခံစားရစေဖို့ထောက်ကူပေးပါတယ်ချစ်ချင်းတိုးစေတယ်စန္ဒပြီးမြောက်မှုကိုခံစားရတဲ့စုံတွဲတွေကတဦးနဲ့တဦးချစ်ခင်မှုတွေဒိုးပွားကြသလိုယုံကြည်မှုတွေလည်းပိုကောင်းကြပါတယ်တဦးနဲ့တဦးကြားမှာခိုင်မာတဲ့ဆက်ဆံရေးဖြစ်စေဖို့လည်းအထောက်ပံ့ဖြစ်စေနိုင်ပါတယ်အိပ်ရေဝါစေတယ်အတူနေပြီးလို့စန္ဒပြီးမြောက်သွားချိန်မှာခန္ဓာကိုယ်ကအောက်ဆီတိုစင်လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကိုထုတ်လွှတ်ပေးပါတယ်ဒီဟော်မုန်းကစိတ်ကိုပါထိခိုက်နာကျင်နေတာတွေကိုသက်သာစေပြီးခန္ဓာကိုယ်ကိုအနားရစေပါတယ်အာယွန်ကြောဒီကိုအနားရစေတာစိုးရင်စိတ်ငါတာရှော့ချပေးပြီးခေါင်းကောင်းအိပ်ပျော်စေဖို့မဲလာတိုနင်ဟော်မုန်းထွက်ရှိမှုကိုမြင့်တင်ပေးပါတယ်ဒါကြောင့်စန္ဒပြီးမြောက်ချိန်မှာနစ်နစ်ချိုက်ချိုက်အိပ်ပျော်ကြတာပါလို့သူတေသနာတွေကဆိုပါတယ်ယုံကြည်မှုတိုးစေတယ်စန္ဒအပြီးမြောက်ခြင်းကစိတ်ကိုပါကျမ်းမာစေဖို့ထောက်ကူပေးသလိုကိုယုံကြည်မှုကိုလည်းတိုးပွားစေနိုင်ပါတယ်။နှစ်ဦးကြားဆက်ဆံရေးကိုလည်းခိုင်မာစေပြီးတဦးချင်းကိုလည်းယုံကြည်မှုပြည့်ဝမှာထက်ပါတယ်။စိတ်ဖိစီးမှုလျော့ကျစေတယ်။စန္ဒပြီးမြောက်ခြင်းမှာတွေးကြောတွေထဲမှာပျော်ရွှင်စေတဲ့ဟော်မုန်းတွေထွက်ရှိစေပြီးစိတ်ပျော်ရွှင်စေတာကြောင့်စိတ်ဖိစီးတာစိတ်သက်ကြတာတွေကိုကာကွယ်တွန်းလှန်ပေးနိုင်မှာပါ။အသားအရည်ကြီးလင်စေတယ်စန္ဒပြီးမြောက်ခြင်းမှာခန္ဓာကိုယ်ကသွေးစီးခြင်းမှုကောင်းတယ်လို့သွေးကြောတွေထဲမှာအောက်ဆီဂျင်ရောက်ရှိမှုကောင်းစေတာကြောင့်အရေပြာပေါ်ကသွေးနဲ့အောက်ဆီဂျင်ကိုပြည့်ပြည့်ဝဝရရှိပြီးအရေပြာပေါ်ကအမဲဆက်တွေတက်တာလျော့ပါလို့ကြီးလင်လှပါစေမှာပါနာချင်းမှုတွေကိုတက်တာစေနေအတူနေခြင်းနဲ့အတူနေခြင်းမှာစန္ဒပြီးမြောက်ခြင်းရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ခန္ဓာကိုယ်ကနာချင်းမှုတွေကိုလျော့ပါတက်တာစေတာပါအတူနေချိန်နဲ့အတူနေချိန်မှာစန္ဒပြီးမြောက်ချိန်မှာထွက်ရှိတဲ့ endorphin ဟော်မုန်းကတဘာဝအကွက်အခဲပြောင်းနေတမျိုးပါတဲ့စီးချိတ်ကန်ဆာဖြစ်နိုင်ကြီးရှော့ချပေးတယ်ပုံမှန်အတူနေလိရှိတဲ့အမျိုးသားတွေစီးချိတ်ကန်ဆာခံစားရနိုင်ကြီးရှော့တော့ပါတယ်အတူနေချိန်မှာတုတ်လွတ်လိုက်ခြင်းကခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တွေကိုလည်းကောင်းမွန်စွာလှုပ်ဆောင်နိုင်စေပါတယ်ကိုယ်ကျန်းမာရေးကောင်းစေတယ်ပုံမှန်အတူနေထိသူတွေကကိုယ်ကျန်းမာရေးကောင်းပါတယ်အကြောင်းကတော့အတူနေတာကကိုယ်တွင်းက antibody တွေကိုအားဖြည့်တာရောက်လို့ပါတယ်။ယာတီသွေးမှန်စေတယ်။ပုံမှန်အတူနေဖြစ်တဲ့အမျိုးသမီးတွေယာတီသွေးမမှန်တာမျိုးမဖြစ်ကြပါဘူး။အတူနေတာနဲ့အတူနေချိန်မှာစန္ဒပြီးမြောက်ခြင်းကလေဒီတွေကိုယာတီသွေးမှန်စေဖို့ထောက်ကူပေးနိုင်ပါတယ်။နှလုံးကျန်းမာစေတယ်။ကိုလက်လေ့ကျင့်ခန်းလုပ်တာကနှလုံးကျန်းမာစေတယ်လို့အတူနေတာနဲ့အတူနေချိန်မှာစန္ဒပြီးမြောက်ခြင်းကလည်းနှလုံးကျန်းမာစေဖို့ထောက်ကူပေးတယ်လို့နှလုံးယောဂဖြစ်နိုင်ခြင်းနဲ့အမျိုးအစားညစ်စီးချိုးသွေးချိုးယောဂဖြစ်နိုင်ခြင်းကိုပါလွတ်ချပေးနိုင်ပါတယ်